ကျုပ်ကအနည်းတော့ရနေတယ်အင်းနဲ့ရနေတယ်ချေရတော့လား မဟုတ်ပါဘူး မချေကအရက်ဆုံးတယ်ကျုံနာယူချေကအရက်ဆုံးတယ်လေချေအရက်တော့လားမလား ဟုတ်ပါဘူး ချေကကျမအရက်တွေကိုမကြိုက်လို့မတောင်းနဲ့လို့ဘယ်နှခါပြောရမှာလဲချေ အရက်ကမတော့ရပါဘူးတောက်ကိုမတော့ရသေးဘူး ဘာအခုမသားရတော့ချေကတောင်းမဆိုတဲ့သဘောလားတောင်းမဆိုတဲ့သဘောလား ဟုတ်ပါဘူး ကျုပ်ပြောရတော့ကျမအရက်မတောင်းနဲ့လို့ချေကပြောထားတယ်အဲ့ချင်းကြီးပေါ့ကျုံလားအဲ့ချင်းလား အဲ့ချင်းအိတ်လိုက်ပါတော့အဲ့ချင်းတော့အိတ်လိုက်ပါတော့ဗျာ အဲ့ရတော့ခန်းသွား ဗျာ အဲ့ရသွားခန်းအဲ့ရဝါခန်းလာဝါ မလေးအဲ့ရတော့ခင်းပေးအောင်မယ် ဝါကျအဲ့ချင်းနေပြီအဲ့ရဝါခန်းဝါအဲ့ချင်းနေပြီအဲ့ရဝါခန်းတော့ ကျင်းပါဗျာအဲ့ရတော့ခင်းပေးရမယ်ငါဘဝပြီးကြကြကမလေးငါဘဝအရက်သမားမကိုလင်တော့ထားတာပဲ ဒါပဲလားလေဒီမှာလား ဘာမှမပြောရပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ အချင်းကျမပြောမယ်ဒီကနေ့ပြည့်ချမ်းမြေပြင်းလက်ဖက်ဆိုတော့တော်တော်ကောင်းတယ်အဲ့လိုမျိုးကျုပ်ကြိုက်တယ် ဟော ။ညများမှာပဲဦးတို့ကနောက်နေကြတာ ဒီလက်ဖက်ချောက်ကိုကြိုက်နေကြတာပဲမလေးဒီလက်ဖက်ချောက်တာများများဝယ်ထားမိပြီတော့ငါဘဝမတွေးရစရာပဲ ။ဒါပဲလား မဟုတ်ပါဘူး ။ချစ်သေးသေးနေပြီလားချင်း ဟုတ်ကဲ့ပါ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 မလေးအဲ့ရသွားခင်းပေးပါမယ်မလေးငါဘဝပဲအရက်ကလေးများတောက်ရမလားဆိုပြီးတော့တပ်ဘူးတွေကိုအရက်ထက်တောင်းပါပဲအဲ့ရတော့ခင်းပေးရမယ်တော်တော်ကောင်းတဲ့အကြံတော်တော်ကောင်းတဲ့အကြံ